ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van က Tetsuo Taira စီမှာအရှက်တကွဲနဲ့ရှုံပြီးချန်ပီယံကမ္ဘာကိုဆုံးရှုံးရနိုင်တယ်လို့မှတ်ချက်ပေးလိုက်တဲ့ပြိုင်မဟောင်း Brandon Rival ရဲ့အကြောင်းအကူပြောဆိုသွားခြင်းတာဖြစ်ပါတယ် Joshua Van နဲ့ Tetsuo Taira တို့ရဲ့ပွဲကမကြာခင်ကာလအတွင်းမှာပရိသတ်တွေမျက်စိရှိကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်အချိန်အားဖြင့်လည်းနှစ်ပတ်ပဲလိုပါတော့တယ်April 12 ရက်နေ့မှာဆိုရင် UFC 323ပြိုင်ပွဲကြီးကိုခန်းခန်းနားနားနဲ့အမေရိကန်မှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာမြန်မာကုံဆောင်ဖိုက်တာ Joshua Van ကကိုမိန်းနီးပွဲစဉ်နေတဲ့ဂျပန်ကိုစားပြုဖိုက်တာ Tetsuo Taira နဲ့ပါဝင်ရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ဒီဖိုက်တာနှစ်ယောက်ရဲ့ပွဲကအာရှသားဖိုက်တာနှစ်ယောက်ချန်ပီယံကမ္ဘာလူတဲ့ပွဲဖြစ်တဲ့ကြောင့်မလို့အာရှပရိသတ်တွေကြားထဲမှာလည်းအရန်ကိုရေပန်းစားလျက်ရှိနေပါတယ်။ဂျပန်ကိုစားပြု Tetsuo Taira ပါဝင်ထိုးသက်မှာဖြစ်တဲ့ကြောင့်မလို့ဂျပန်ပရိသတ်တွေကလည်း Tetsuo Taira ကချင်းတီချန်ပီယံဖြစ်လာမယ်ဆိုတဲ့ပုံစံအနေနဲ့မှတ်ချက်ပေးပြောဆိုနေကြပါတယ်။တစ်ဖက်ကမြန်မာပြည်ပွားချင်းဖိုက်တာ Joshua Van ကလည်းဒီပွဲမှာချန်ပီယံကမ္ဘာကိုအောင်မြင်မြင်ကာကွယ်နိုင်မယ်ဆိုပြီးပရိသတ်တော်များများကမှတ်ချက်ပေးနေကြပါတယ်။လက်ရှိအခင်းကျင်းတွေကတော့ဘော်ဂီတိုင်းတွေက Joshua Van ကိုအောက်ခြေပေးထားပါတယ်။ Tetsuo Taira ကိုတော့အထက်ခြေပေးပြီးနိုင်ငံရာဂိုင်နှုန်းမြင့်နေဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။လက်ရှိကာလမှာဆိုရင် Flyweight တန်းက fighter တွေအပါအဝင်ကမ္ဘာကျော်မီဒီယာတွေနမဲကျော် fighter တွေကလည်း Joshua Van နဲ့ Tetsuo Taira တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးသူတို့ရဲ့အမြင်တွေကိုပုံစံပေါင်းစုံနဲ့မှတ်ချက်ပေးနေကြပါတယ်။ Joshua Van နဲ့ရင်ဆိုင်ထိုးသက်ခဲ့မှုတဲ့ Joshua Van အနိုင်ယူနိုင်ခဲ့တဲ့ Brandon Rival ဆိုတဲ့ပြိုင်ပွဲဟောင်းကလည်း Joshua Van နဲ့ Tetsuo Taira တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်တွေကိုအခုလိုမျိုးပြောဆိုသွားပါတယ်။ Brandon Rival ကသူ့အနေနဲ့ဒီပွဲမှာ Tetsuo Taira ကနိုင်ပြီးချန်ပီယံအသစ်ဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူ့ရဲ့ Instagram Mindy Story ကနေပြောဆိုသွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ Joshua Van နဲ့ Tetsuo Taira တို့ရဲ့ပွဲမှာ Tetsuo Taira ပဲစားသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ Brandon Rival ကမှတ်ချက်ပေးသွားခဲ့တာပါ။ Brandon Rival နဲ့ Tetsuo Taira တို့ဆိုတာအရင်ကတစ်ချိန်ထိတိုက်တွေ့ခဲ့ပူပါတယ်။အဲ့ဒီပွဲမှာ Brandon Rival က split decision နဲ့ကတ်နိုင်ခဲ့တာပါ။အဲ့ဒီပွဲပြီးမှကတည်းကသူကတစ်ချိန်ကျရင်Tetsuo Taira ကချန်ပီယံတူဖြစ်လာမယ်ဆိုပြီးခေါ်ကိန်းထုတ်ခဲ့တာပါ။မကြသေးခင်ကလည်းသူ့ရဲ့ Instagram Story ကနေ NU ဆိုတဲ့ပုံစံမျိုးနဲ့ Tetsuo Taira ရဲ့ပုံကိုတင်ကသူကချပြသွားခဲ့တာဖြစ်ပါတယ်။ Joshua Van နဲ့ Tetsuo Taira တို့ရဲ့ပွဲပေါ်ကိုပရိသတ်တွေကလည်းအမြင်မျိုးကွဲပြားနေကြပါတယ်။ Joshua Van ရဲ့ပရိသတ်တွေကတော့ Joshua Van ကလဲထိုးပုံစံမျိုးနဲ့အနိုင်ရနိုင်ခြေရှိတယ်ဆိုပြီးတော့မှတ်ချက်ပေးနေကြတာပါ။တစ်ဖက်က Taira ရဲ့ပရိသတ်တွေကြတော့လေ Taira ရဲ့ချုပ်ကွက်တွေကို fan အောင်မြင်မြင် defense လုပ်နိုင်ပါမလားဆိုတာစိတ်ပူနေကြပါတယ်။ Taira ရဲ့ပရိသတ်တွေကလည်း Joshua Van နဲ့ Tetsuo Taira ရဲ့တိတ်တောင်းတွေကိုလုံးဝ defense လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးမှတ်ချက်ပေးနေကြပါတယ်။အခင်းကျင်းတွေကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ Tetsuo Taira ဘက်မှာလည်း fighter တော်တော်များများကရှိနေတာမျိုးကိုတွေ့ရပါတယ်။မာနယ်ကတ်ကတော့ဒီပွဲမှာ Joshua Van ပဲချန်ပီယံကမ္ဘာကိုထိန်းသိမ်းသွားနိုင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့မှတ်ချက်ပေးထားတာတွေ့ရပါတယ်။ fighter တွေကလည်းသူ့အမြင်တွေကိုကိုယ်စီချပြထားတာဖြစ်တဲ့ကြောင့်လို့ရင်ခုန်စရာကောင်းပါတယ်။ Fair fighter ကချန်ပီယံကမ္ဘာကြီးကိုထိန်းသိမ်းပြနိုင်မလဲဆိုတာစောင့်ကြည့်ကြမှာပါ။ကျွန်တော်မြင်ပြောရရင်တော့ဒီပွဲမှာလည်းချင်း fighter လေးကပဲဆက်ပြီးအောင်ပွဲခံမယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Joshua Van တေလောင်း defense ကလည်းအရန်ကောင်းလို့ striking မိုင်းမှာကလည်း Tetsuo Taira ရှင်းနိုင်စရာမရှိပါဘူး။ဘလို့အခင်းကျင်းတွေဖြစ်လာမလဲဆိုတာ April 12 ရက်နေ့မှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ Joshua Van နဲ့ Tetsuo Taira ရဲ့ပွဲကလာမယ့် April 12 ရက်နေ့မှာကျင်းပမယ့် UFC 323ပြိုင်ပွဲမှာဒုတိယကောင်ပွဲနေရာကနေပါဝင်လာမှာဖြစ်ပါတယ်။ဆိုပါပွဲရဲ့အဓိကကောင်ပွဲတရားမှာတော့လက်လက်နေတဲ့ light heavyweight တန်းကမ္ဘာလူပွဲဖြစ်Jiri Prohaska နဲ့ Carlo Ubas တို့ကရင်ဆိုင်ထိုးသက်ကြမှာဖြစ်ပါတယ်။ဒီပွဲမှာလည်းပွဲကောင်းပွဲကြမ်းများစွာပါဝင်နေတဲ့အတွက်ကြောင့်မလို့မြန်မာပရိသတ်တွေအနေနဲ့လက်လွတ်မခံပဲစောင့်ကြည့်ကြပါလို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ခင်ဗျာ။လာမယ့်နေ့တွေမှာလည်း MMA လောကနောက်ဆုံးရသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာယာပျော်ရွှင်ပွဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။